အားလုံးပဲမင်္ဂလာပါရှင်ဒါပါပေါ့နော်ဒါကျမတို့ပဲခူးတိုင်းအတူကမျိုးတေးတိုင်ဦးမျိုးနယ်ပိုင်းပေါ့နော်အဲ့ဒီမှာဒီမှာကျမရောက်တဲ့မြေခွက်လေးပေါ့ဒါတအေကကျော်ပေါ့နော်ဒါကိုကျမတို့ဒါလာနာ39ကြာပြီးသားပေါ့နော်အစိုးရတေဝင်ဖော်ထားတယ်ဒါဆိုဘူကျုံလန်းပေါ့နော်ဒါဘူကျုံလန်းဒါဒီမှာဆိုအင်းဒီကုံရှိရနော်ဒါဆိုလို့ရှိရင်လည်းအိမ်လေးပါရှင်ဟောနော်ဒါဆိုမီးတိုင်နော်အဲ့လိုပါရှင်ဒါဆို2ရက်ကွက်ဘူကျုံလန်းပါရှင်ကျမပိုင်နဲ့မှာမြေကွက်ပေါ့နော်ကျမပိုင်နဲ့ဒီမြေကွက်လေးကနေပြီးတော့ကျမကဒါလေးတွေကိုတစ်ကွက်ကို350နဲ့ရောင်းတော့2ကွက်ကြံနေတာဟိုးအမောင်လေးဟိုမှာတော့ကြည့်နေနော်ဟိုမှာကျမတို့မောင်လေးလိုက်ပြနေရပါဟိုမှာနော်အဲ့ဒီပါရှင်ဟောနော်ပတ်ဝန်းကျင်နေထားလေးပါဒါဆိုလို့ရှိရင်ဝင်ချင်းဘူကျုံလန်းမရဆင်းချင်း2ရက်ကွက်ဘူကျုံလန်းမြတ်တာ3ရက်ကွက်နဲ့2ရက်ကွက်ဆက်ထားဘူကျုံလန်းမရဆင်းလာရင်9လမ်းထိပ်မှာရှိပါတယ်နော်တရားလေးရနော်အဲ့လိုလေးပါပေ30ပေ50ပါရှင်လမ်းလေးခင်းပြီးသားလေးပါမီးတိုင်လေးရတယ်ဒီမှာမီးတိုင်တော်လွယ်လေးပါနော်ဈေးတွေနီးတယ်တိုင်နေစေးုံရှိတယ်ရဲစခန်းရှိတယ်ထက်တန်းကျောင်းရှိတယ်မူလာတန်းကျောင်းရှိတယ်ပြီးတော့မူလာတန်းလွန်ကျောင်းလည်းရှိတယ်ဒီမှာနော်ဈေးလည်းရှိတယ်ပတ်လည်းမှာလည်းစက်ရုံတွေရှိပါတယ်ရှင်ပြီးတော့လက်စစ်ဌာနမိသက်ဌာနတွေလည်းရှိပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း1990ကတည်ထားတာဆို35နှစ်ရှိပါပြီနော်အဲ့လိုပါမြို့လေးဒီကနေပြီးတော့ပဲခူးနဲ့မန္တလေးနဲ့ရန်ကုန်နဲ့သွားတဲ့လမ်းမကြီးလမ်းဟောင်းကနေဝင်လာမယ်ဆိုရင်15မိနစ်ဝင်ရပါတယ်ရှင်မိုင်ရပြောမယ်ဆိုတော့4မိုင်ခွဲပါ3မိုင်ကတော့လမ်းခင်းမိတာပါရှင်1မိုင်ခွဲကတော့မခင်းရသေးပါဘူးရင်တော့လမ်းဟောင်းဆိုလမ်းလေးပြက်နေပေါ့နော်အဲ့ဒါလေးရတယ်ဒီ4လပိုင်း5လပိုင်းမှာလမ်းခင်းမယ်ဆိုတော့မကြခင်မှာလမ်းလေးပြီးစီးသွားတော့ပါမယ်ရှင်ဒီမှာဝယ်ကြတဲ့သမင်းရှင်းပေါင်းလေးကျေးဇူးအများကြီးတင်ပါတယ်ဒီမှာကျမသမင်းသက်တဲ့ဒါလေးတွေကို350နဲ့အစိတ်သွင်းပြီးတော့ကျန်ငွေကိုတစ်နှစ်အရေးချနဲ့ရောင်းပေးမှာပါရှင်ဝယ်ယူအားပေးကြသမင်းရှင်းပေါင်းလေးကျေးဇူးတင်ပါတယ်ဒီကရတဲ့ငွေလေးကျမကဒီငလင်းနဲ့အသင့်နဲ့မန်လေးမျိုးမှာလှူချင်လို့ပါရှင်အဲ့တော့ကတော့ရောင်းတာပါဝယ်ယူအားပေးကြတဲ့တငယ်ချင်းမိတ်ဆွေတွေလည်းကျေးဇူးထူးတင်ပါတယ်ဆက်သွယ်မယ်ဆိုရင်လည်းကျန်တဲ့မြေကွက်လေးလိုက်ပြလို့ရပါသေးရဲ့ရှင်အများကြီးပါပဲနော်ပေလေး60ကွက်တွေလည်းအခြားရက်ကွက်လမ်းတွေမှာအများကြီးရှိပါတယ်ဆက်သွယ်မယ်ဆိုရင်39ခု99946 499နဲ့39ခု99946 900မှာဘိုင်ဘာရှိပါတယ်ရှင်ဆက်သွယ်လို့ရပါတယ်ဒါကမှဒီမောင်လေးနဲ့ဒါကိုဝယ်ဖို့အတွက်ကိုဒါမြို့တွေကနေပေါ့နော်ရန်ကုန်မြို့တွေကနေဝယ်လာကြည့်တာပါနော်ဝယ်ယူအားပေးလို့ရပါတယ်ရှင်ဟောပါနော်မီးတိုင်နေနဲ့နော်ကြောင်းနေရှိတယ်ပတ်ဝန်းကျင်တွေမှာစိတ်ငြိမ်အေးချမ်းသာအေးရရောင်နေမဲ့လူနဲ့အရန်တင်တော်တဲ့ရက်ွက်လေးပါရှင်နော်ဟိုဘက်နောက်ဒီမှာလည်းအိမ်နေရှိပါတယ်နော်ကျေးဇူးပါ